ကျိုးပန်းပေးခဲ့လို့ဖြစ်ပါတယ်ကရာတေရဲ့ဖခင်ကြီးလို့လည်းဆိုစမှတ်ပြုကြပါတယ်အဲ့ဒီချိန်မှာစပြီးတော့တက္ကသိုလ်တွေအကြောင်းတွေမှာကရာတေကိုစတင်ကစားလာကြပြီးတော့တတိပိကျပြလာခဲ့တာဖြစ်ပါတယ်အဲ့ဒီတော့တွန်းမှာပဲဂျပန်နိုင်ငံရဲ့အနောက်တောင်ဘက်မှာရှိတဲ့ YUQ ဆိုတဲ့မြို့မှာတရုတ်နိုင်ငံနဲ့ယဉ်ကျေးမှုကုန်သွယ်ကိုယ်တိုင်ရောင်းဝယ်ဆက်ဆံမှုတွေရှိတဲ့အတွက်ကြောင့်နိုင်ငံအသက်ပညာဖလှယ်ခြင်းတွေပြုလုပ်ရမှာကရာတေဟာဆိုရင် Shotokan style, Bojuru style, Wadoro style, Shitoru style ဆိုတဲ့ style မျိုးထပ်မံဖွင့်ပြပြီးတော့ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ Shotokan style ဆိုတာကအကြည့်ရှင်ဖူနာကူရှိဆန်စီရဲ့ Mola style ဖြစ်ပြီးတော့ခန္ဓာကိုယ်တစ်ခုလုံးကိုအချိုးကျကျလှုပ်ရှားကစားရတဲ့ style တစ်မျိုးဖြစ်ပါတယ်Wadoro style ကတော့ဒီ Jiu-Jitsu နဲ့ချုပ်တီစနစ်တွေကိုပေါင်းစပ်ဖိတ်စီထားတဲ့ style မျိုးဖြစ်ပြီးShitoru style ကတော့တရုတ်ပြည်ပညာနဲ့ဂျပန်ရောရနည်းစနစ်တွေကိုပေါင်းစပ်ပြီးတော့ခန္ဓာကိုယ်ဖြော့ပြီးတော့လင်းမြမှုနဲ့ခွန်အားတွေကိုသုံးပြီးတော့ကစားရတဲ့ style ကိုထင်ရှားပါတယ်။ယခုချိန်မှာဆိုရင်ကရာတေဟာကမ္ဘာအိုလံပစ်အဖွဲ့အစည်းအားကစားတစ်ခုအဖြစ်အသိအမှတ်ပြုခံထားရတဲ့ကစားနည်းတစ်ခုလည်းဖြစ်ပါတယ်။ပြီးရင်ကရာတေပညာရဲ့ဟာနည်းစနစ်တစ်ခုတွေကိုသင်ယူရတာမျိုးမဟုတ်ပဲနဲ့မိမိရဲ့ကိုယ်ကျင့်တရားစိတ်နေစိတ်ထားချင်းမီးစည်းကမ်းတွေကိုတဘာနဲ့သင်ယူလေ့လာမှတ်သားရတဲ့အဖိုးတန်လာတဲ့ကစားနည်းတစ်ခုဖြစ်ပါတယ်။ဂျပန်ရွေးဟာအားကစားနည်းဖြစ်တဲ့အတွက်ကြောင့်ဂျပန်စာလိုပဲအင်မတန်မှခက်ခဲတဲ့ကစားနည်းဖြစ်တဲ့အပြင်ပင်ပန်းရတဲ့အတွက်ကြောင့်အစပိုင်းမှာထင်ထားတာထက်ပုံပင်ပန်းတော့ညာနေပဲကစားပြီးတဲ့အခါမှာစိတ်ရောကိုပါကျမ်းမာကြက်ခံစေလာတဲ့အတွက်ကြောင့်ရက်တိုကာလတိုကစားရတာမျိုးမဟုတ်ပဲနဲ့ lifelong learning ဆိုတဲ့အတိုင်းမိမိရဲ့ဘဝတစ်တာရေရှည်အတွက်ကြင်ကြံအားထုတ်သင်ရမယ်ဒီလမ်းကြောင်းတွေကိုပါဆက်လက်သင်ယူမှတ်သားနိုင်တဲ့ကောင်းကျိုးလေးတွေအများကြီးရရှိစေမှာဖြစ်ပါတယ်။ကျမယေရှုကောင်းအနေနဲ့ကြည့်မယ်ဆိုရင်လည်းကရာတေအားကစားနည်းအပြင်မိမိကျမ်းနဲ့တက်ရကစားနည်းတစ်ခုခုကိုတတိတာအချိန်နဲ့တနာရီလောက်ပုံမှန်အချိန်ပေးခြင်းဟာမိမိတို့အတွက်အသက်တရက်ကိုရှည်စေမှာဖြစ်ပြီးတော့ကျန်းမာစေမှာဖြစ်လို့ exercise is medicine ဆိုတဲ့အတိုင်းမကျန်းမာမဖြစ်ခင်ဆေးရိမတောင်းရခင်မှာအားကစားနည်းတစ်ခုခုကိုအချိန်ပေးပြုလုပ်သင့်ကြောင်းအကြံပေးနေပဲသိချင်